ဒီခိုက်တန်ကမက်ဆီရဲ့ဘောလုံးအိုင်ကျူဟာတခြားသူတွေနဲ့ဘာကြောင့်ကွာခြားနေရတာလဲဆိုတာကိုပြသနေပါတယ်။မက်ဆီကကွင်းလယ်မှာဘောလုံးရလိုက်ပါတယ်ဒီအခြေအနေမှာကြည့်ရတာသူကတောင်ပံမှာရှိတဲ့အသင်းဖော်စီကိုဘောလုံးပေးတော့မဲ့ပုံစံမျိုးရှိပေမဲ့တကယ်တမ်းမှာတော့မက်ဆီကဘောလုံးကိုဆန့်ကျင်ဘက်အရက်စီကိုဆွဲလှည့်လိုက်ပါတယ်။အဲ့ဒီနောက်ရိုဟတ်နဲ့1-2အပေးယူလုပ်လိုက်ပါတယ်။အခုဆိုရင်မက်ဆီဟာနောက်ခံလူ3ယောက်ရဲ့ဝိုင်းရံပိတ်ဆို့ခြင်းကိုခံနေရပါပြီ။လူတိုင်းကမက်ဆီဟာသူရှိကဆွာရက်စီကိုပဲဘောလုံးပေးတော့မယ်လို့ထင်နေကြတာပါဒါပေမဲ့မက်ဆီကအရှိန်ကိုလျှော့လိုက်ပြီးဖီအားရီဂျာကလွတ်မြောက်ဖို့ဘယ်ဘက်ကိုခြေလမ်းအသေးလေးတွေနဲ့တိုးထွက်သွားပါတယ်အခုကြည့်ရတာသူပေးစရာလမ်းကြောင်းကတောင်ပံတစ်ခုပဲရှိတော့တဲ့အတွက်တောင်ပံကိုပဲပေးတော့မယ်လို့ထင်ရပြန်ပါတယ်ဒါပေမဲ့မက်ဆီကတော့ကစားကွက်ကိုတခြားသူတွေနဲ့မတူပဲကွဲပြားစွာမြင်နိုင်စွမ်းရှိသူပါဒီမှာကြည့်လိုက်ပါမက်ဆီစီကိုဘောလုံးပြန်ပေးပြီးတာနဲ့ရိုဟတ်ကဂိုးအေရီယာတဲ့ကိုပပနက်နက်နဲ့ပြေးဝင်သွားပါတယ်မက်ဆီကအဲ့ဒီပြေးထွက်မှုကိုသတိထားမိလိုက်ပြီးရိုဟတ်စီကိုမယုံနိုင်စရာကောင်းတဲ့ဖောက်ထွက်ပေါ်တစ်လုံးပေးပို့လိုက်ပါတယ်နောက်ခံလူတွေသတိပြုမိသွားချိန်မှာတော့အားလုံးကနောက်ကျသွားပါပြီလူတွေပြောလို့ရှိသလိုပါပဲမင်းတို့ကတော့တက်တာပြေးကြံတာကိုတော့မက်ဆီကင်တွယ်ဖြည့်ရှင်းပါလိမ့်မယ်ဆိုတာမျိုးပေါ့